Okay မိတ်ဆွေတို့ဂိမ်းစောအနေနဲ့ဂိမ်းအကောင့်တွေကိုဒါမျိုးတွေအခြားဖုန်းတွေဝင်လာတာတွေကိုယ့်ရဲ့ဂိမ်းအကောင့်ထဲမှာအခြား device တွေမျိုးရှိနေတာမျိုးဆိုရင်ကျွန်တော်တို့ဘယ်လိုဖြေရှင်းကြမလဲကျွန်တော်ဆင်းရောက်ချခြင်းတယ်ဒါပေမဲ့ကျွန်တော်တို့ဖုန်းတွေမှာရက်30ဒါမျိုး error တွေတက်နေမယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုဖြေရှင်းကြမလဲကျွန်တော်ကိုယ်ဖုန်းတစ်ခုတည်းပဲဂိမ်းအကောင့်ထဲမှာဖြစ်ပါအောင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ Okay ဒါမျိုးသိချင်ရင်တော့ဒီဗီဒီယိုအဆုံးထိလိုက်ပြီးတော့ဆက်ကြည့်လိုက်ကြအောင်ကျွန်တော်တို့အရင်ဆုံးလောက်ကမှာလွယ်လွယ်လေးပဲကိုရှိမှာဝန်းတော်မှာရှိတဲ့ email Gmail ဖြစ်ဖြစ် email ဖြစ်ဖြစ်အတူတူပဲပေါ့အဲ့ဒါကိုအဲ့ဒါကိုကိုဖုန်းထဲမှာလက်ခံရှိတယ်ဆိုတော့အဆင်ပြေတယ် Okay စလိုက်အောင်ကျွန်တော်တို့အရင်ဆုံး Google Play Store ကိုရင်သွားမယ် Google Play Store မှာဆိုရင် server မှာMagic Google ဆိုပြီးရိုက်ချလိုက် Okay Magic Google ကကျွန်တော် install တင်ပြီးသားမလို့ဒီတိုင်းပဲပေါ်လာ browser တို့ကတော့ install အရင်ဆုံးတင်ရမယ်ကဲလို့ Magic Google ကို install တင်ပြီးသွားပြီဆိုရင်အရင်ဆုံး Magic Google တွေကိုဒီ software လေးပေါ့အဲ့ software တွေကိုအရင်ဝင်မယ်အခုပြောပြပေးမှာတော့ကိုယ့်အကောင့်ထဲမှာအခြားဖုန်း device တွေရှိနေတာဆိုရင်ကိုဂိမ်းဆော့အနေနဲ့အာရုံတော့ပြီးဝင်လာမျိုးတွေဆိုရင်ဒီလိုမျိုးနည်းလမ်းနဲ့ဖြည့်ရှင်းလို့ရတယ် Okay ကျွန်တော်တို့ဆက်သွားလိုက်အောင် Magic Google ရောက်ပြီဆိုတာနဲ့ profile ကိုတစ်ချက်နှိပ်မယ်ဒီ account setting ကိုချက်သွားမယ်ပြီးတော့အမှ contact ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်အမှ Okay အဲ့ဆိုရင် SIM account ကိုတစ်ချက်နှိပ်လိုက်ကျွန်တော်တို့ကအရင်ဆုံးအမှ link MMB ဆိုတာ TikTok ပုံစံပေးနာမှာရှိတာကိုအရင်နှိပ်လိုက်မယ်ဘာဖြစ်လို့အဲ့ဒါကိုအရင်နှိပ်ကြလဲဆိုတော့ကျွန်တော်တို့ရဲ့ main software ပေါ့မူလ Legend software ထဲမှာအဲ့တော့အဲ့ကောက်ကိုပြန်ဝင်ရမယ်အဲ့ကြောင့်မလို့အဲ့Magic ထဲမှာရှိတဲ့အကောင့်နဲ့မူလ main အကောင့်ထဲမှာရှိတဲ့အကောင့်နဲ့အဲ့နှစ်ခုလုံးကို balance ဖြစ်သွားမှာဘယ်လိုပြောမလဲပေါ့ဒီဘက်ဒီ Magic Google ကနေပြီးတော့ password ချိန်နေတယ်ဆိုတာနဲ့တစ်ဖက်ကကိုယ့်ရဲ့ Legend main အကောင့်မှာအလိုလိုဆင်းရောက်ချသွားမယ်ကိုဖုန်းတစ်လုံးနဲ့ဖြစ်သွားမယ်ပေါ့ဂိမ်းကောက်ဒီပြန်ဝင်မလာတော့ဘူးအခြားတစ်ယောက်က Okay ဆက်ပြီးတော့ကြည့်ရအောင်နောက်ပြီးမှတော့အကောင့်ထဲကိုရောက်သွားပြီအကောင့်ထဲရောက်သွားပြီဆိုရင်သူက auto အဓိကတော့ဘယ်လိုပြောမလဲပေါ့ main software မှာရှိတဲ့အကောင့်ကိုအဓိကဝင်မှာဆိုတော့ message ကနေပြီးတော့ဘယ်လိုပြောမလဲစစ်ဆေးတဲ့တပေါင်းမျိုးပဲပေါ့ဒီကောက်တေချာလားမတေချာလားဆိုတော့အခုတော့တဲ့ message ဟိုလည်းပြောင်းသွားပြီအမှကျွန်တော်တို့ရှိမှာခုနကနေရာလေးပြောင်းသွားမယ် confirm ဆိုတော့လည်းချက်နေလိုက်ပြီးရင် okay လေးကိုနေလိုက်အဲ့ဆိုရင်ကျွန်တော်တို့အခုလောဆယ်က Magic ထဲမှာမူလ main အကောင့်ရဲ့အကောက်ပေါင်းရရှိသွားပြီပေါ့ဒါတော့ကျွန်တော် Magic ဒါတော့ခဏသူခိုင်းတဲ့အတိုင်းလေးလုပ်ပေးလိုက်အောင်ပေါ့အလဲဆုံး5မိနစ်လောက်ပဲကြာပါတယ်အဲ့ဒါပြီးရင်တော့ကျွန်တော်ကကြော်လိုက်ရပေါ့ဒီဟာအဆင့်မျိုးအားဖဘာတော့ခုနကအလုပ်လုပ်ပြီးပါဆိုရင်ကျွန်တော်တို့ဒီအဆင့်ကိုပြန်ရောက်သွားမယ်အဲ့ကြရင်ပေါ်လာတဲ့လေးနော်ကျွန်တော်ပြထားတဲ့အတိုင်းပဲpassword ချိန်မှာနှိပ်လိုက်ပေါ့စိုင်းကုတ်ကိုနှိပ်လိုက်မယ်ဆိုရင်သူသူရွေးခိုင်းလိမ့်မယ်ကျွန်တော်တို့တစ်ခါမားသွားသေးတယ်အဲ့ဒါကိုpassword ကိုကြိုက်တဲ့ password တခုထားလိုက်မယ်ဆိုရင် main အကောင့်ထဲမှာဘယ်လိုလဲအခြားဖုန်းတွေဝင်လာဆိုရင်အဲ့အခြားဖုန်းတွေက auto log out ဖြစ်သွားအဓိကတော့ဒီကောက် Magic Google ကနေပြီး password ချိန်နေရတယ် Okay ကျွန်တော်ဒီမှာကုတ်ပို့လိုက်ပြီအောက်မှာဆိုရင်တော့ကျွန်တော်တို့မှတ်မိလည်းမကနန်းပေါ့ဟိုကမြန်မာ1ဆိုမြန်မာ1မှာအခြေဆုံးစလုံးကအကြည့်ပြရမယ်ဒုတိယနဲ့တတိယနေရာကို password ကိုစဉ်းစားထားပြီးတော့အပေါ်မှာကျတော့ကျွန်တော်တို့မှာမေးရကြတဲ့ကုတ်ကိုထည့်ရမှာပေါ့ကုတ်ကနန်း6လုံးထည့်ရမယ်အဲ့ဒါကိုပို့ပေးလိုက်မယ် Okay ကနန်း6လုံးကြာပါပြီအဲ့ကနန်း6လုံးကိုအဲ့မှာထည့်လိုက်အောင်အဲ့လိုကနန်း6လုံးထည့်ပြီး confine နဲ့ပြီးသွားကြတယ်ဆိုအမှန်ကျလေးပြလိုက်မယ်အဲ့ဆိုရင်တော့အောင်မြင်သွားပြီကျွန်တော်တို့ session လိုက် main software ကို session ပြီး Okay main software ကိုကျွန်တော်တို့ session လိုက်မယ် session ပြီးသွားရင် session လိုက်မယ် main software session ပြီးသွားပြီဆိုရင် main ကောက်ထဲကိုပြန်ဝင်လိုက်မယ်ကိုအကြီးကတော့ကိုစင်းရောက်ချခြင်းတဲ့အကောက်ပေါ့ကိုစင်းရောက်ချခြင်းတဲ့အကောက်ကိုတစ်ချက်ကြည့်လိုက်ကောက်ထဲဝင်လိုက်မယ်ရက်30ရက်ခုနကလိုရက်30 error မပြတဲ့အကောက်တွေကြတော့သူကဘယ်လိုတန်းပြီးတော့စင်းအောင်ချပြရတာပေါ့အခုကရက်30 error ပြတဲ့အကောက်တွေကိုစင်းအောင်ချရင်ဒီလိုကျွန်တော်ဒီ profile တစ်ချက်နေမယ်
နှိပ်ပြီးသွားပြီဆိုရင်အကောက်လေးချက်နေမယ်အကောက်ဆက်တော့နေမယ်တစ်ပိုင်းမနေချက်အမအခုလို့ဆိုရင်ဘယ်ဟာမှမရှိတော့ဆိုရင်တော့ကိုအကောက်တွေကိုအခြားအကောက်ဝင်လာတာတွေအခြားဖုန်းဝင်လာတာတွေကိုဖြည့်ရှင်းတဲ့ကောင်လေးမှထင်တယ်နောက်ဗီဒီယိုတွေမှာကိုသိချင်တဲ့အကြောင်းအရာတွေကို comment မှာဖြစ်ဖြစ်အကောက်ရဲ့ messenger မှာဖြစ်ဖြစ်လာအောင်မေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်